နေမထွက်ခင်သူမကိုတက်ပြီးရစ်ပူစော်မကိုတီးသွားတဲ့အခါပြေးမိပြေးရပြေးသွားရင်တကားတစ်ခုကိုဖွင့်ပြီးထွက်လိုက်ချိန်မှာတော့အလောင်းဖြောက်ဖို့တည်သွားတဲ့သူတွေနဲ့တိုးပြီးလိုက်လံပစ်ခတ်တာကြောင့်ကတိလေးလွတ်လာခဲ့ပါတယ်။လုံခြုံရေးခန်းထဲကိုရောက်သွားတဲ့သူမရဲ့ခင်မုန်းကလည်းချထားတဲ့လော်တွေကိုဖွင့်ပေးလိုက်ချိန်သူ့ရဲ့မိသားစုဝင်တွေရောက်ရှိလာတာကြောင့်မိသက်စေဘူးနဲ့ဆက်တွေကိုထုချေကဖျက်ဆီးပစ်လိုက်ပါတယ်။စိတ်ဆိုးသွားတဲ့တထေးကြီးကသူ့မိန်းမကိုတက်ပြီးရစ်ပူစော်ဖို့ညှင်းဆန်နေတဲ့အဲလစ်ကိုဂရင်ဘေးကတိုင်မှာလက်ထိတ်ခတ်ပြီးချုပ်ထားလိုက်ကြပါတယ်။ဆေးဆွဲနေတဲ့တထေးကြီးရဲ့သမီးကသူ့ရဲ့တနက်ပြရတာအဆင်မပြေဘူးဆိုကဘေးမှာရှိတဲ့အလုသမားရဲ့ဒူးလေးကိုယူပြီးချိန်လိုက်ချိန်လုံးကိုနှိမ့်မိသွားတာကြောင့်အခန်းထဲပြေးဝင်လာတဲ့အိမ်အလုသမားတစ်ယောက်ရဲ့ခေါင်းကိုစိုက်မိသွားတာကြောင့်နောက်တစ်ယောက်တည်ဆုံးသွားပြန်ပါတယ်။သူမခင်မွန်းရဲ့အကူအညီကြောင့်အိမ်ကြီးတဲ့ကနေလွတ်မြောက်ထွက်ပြေးလာတဲ့ Grace ကအိတ်ချန်ထဲကကိုတောင်ကြီးတစ်ခုထဲမှာဝင်ရောက်သွားပြေးပုန်းနေလိုက်ပါတယ်။ထိုချိန်ကလေးတစ်ယောက်ကရောက်လာတာကြောင့်မအော်ဖို့ရန်အကူအညီတောင်းကမှသူ့ရဲ့ပါလာတဲ့တနက်နဲ့ပြစ်လိုက်တာကြောင့်သူ့ရဲ့လက်ကိုကြည်စံမှန်သွားပါတယ်။စိတ်တူတူနဲ့တစ်ချက်ထိုးလိုက်တာကြောင့်ကောင်းလေးလည်းတတိလစ်သွားပါတယ်။ဒီချိန်ဘွားကနေပေါ်လာတဲ့တရိတ်ဆန်လေးတစ်ကောင်ကြောင့်လက်မီနောက်ကကျင်းထဲကိုပြုတ်ကျသွားပါတယ်။ထိုကျင်းထဲမှာတရိတ်ဆန်အသေးတွေနဲ့လူလောင်းတချို့ရှိနေတာကြောင့်ထိတ်လန့်သွားကဒီနေရာကနေထွက်ဖို့ကြိုးစားပါတယ်။ကံကောင်းထောက်မှစာလေကားအဆွေးတစ်ခုရှိနေတာကြောင့်လေကားကိုအသုံးပြုကအပေါ်ကိုရအောင်တက်လာနိုင်ခဲ့ပြီးအိတ်တကားရှိရာကိုပြေးသွားကခြံနိုင်တွေကနေရအောင်တိုးထွက်လွတ်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ကနေလိုက်လာပြီးကားနဲ့လိုက်တိုက်တက်ဖို့လုပ်နေတဲ့အိမ်တော်ဒင်းကိုပြန်လဲတိုက်ခိုက်ကသူ့ကားကိုယူပြီးထွက်ပြေးရင်းဒီချိန်ကားထဲမှာ electronic house system ကိုနှိမ့်မိပြီးအကူအညီတောင်းပေမဲ့ကားကခိုးထားတဲ့ကားဖြစ်နေတာကြောင့်ကုမ္ပဏီကကားအင်ဂျင်ကို waiting စနစ်နဲ့ပိတ်ချလိုက်ပါတယ်။ရက်သွားတဲ့ကားစီကိုအိမ်တော်ဒင်းကရောက်လာပြီးမှန်တကားကိုရိုက်ခွဲကသူမကိုမိစီနဲ့ပစ်လိုက်တာကြောင့်သတိလစ်သွားပါတယ်။သတိလစ်နေတဲ့သူမကိုကျိုးတွေနဲ့တုတ်ခါကားနောက်ခန်းနဲ့ထည့်ပြီးပြန်ခေါ်လာတဲ့အိမ်တော်ဒင်းကအိမ်ကိုဗီဒီယိုကောနဲ့ဖုန်းခေါ်ကအောင်ပွဲခံနေသူပြန်လာနေပြီဆိုတဲ့အကြောင်းကိုပြောပါတယ်။သတိရလာတဲ့ Grace ကချက်ချင်းပဲကျိုးတွေတုတ်ထားတဲ့ကြားကနောက်ကနေတိုက်ခိုက်တာကြောင့်ကားက